လောကရဲ့ထင်ရှားတဲ့မင်းသမီးအိန္ဒရာကျော်စင်မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့မြန်မာနိုင်ငံရဲ့အမှုပညာလောကထဲမှာအရန်ကိုထင်ရှားတဲ့မင်းသမီးတဦးဖြစ်တဲ့အိန္ဒရာကျော်စင်အကြောင်းကိုပြောပြပေးသွားမှာပါသူမဟာရုပ်ရှင်ဗီဒီယိုကြော်ညာအစရှိတဲ့အမှုပညာလောကတွေမှာအောင်မြင်မှုများစွာရရှိထားတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပါတယ်အိန္ဒရာကျော်စင်ကိုမြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းကအမှုပညာကိုစိတ်ဝင်စားခဲ့ပါတယ်။သူမရဲ့အလှတရားနဲ့ယဉ်ကျေးသိမ်မွေးတဲ့အပြောဆိုတွေကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုအမြန်ဆုံးရရှိခဲ့ပါတယ်။သူမဟာမော်ဒယ်အဖြစ်အမှုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်လာခဲ့ပါတယ်။အချိန်အနည်းငယ်အတွင်းမှာပဲသူမရဲ့သရုပ်ဆောင်မှုကလူကြိုက်များလာပြီးမြန်မာပရိသတ်တွေအတွက်ချစ်ထင်ရတဲ့မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အိန္ဒရာကျော်စင်ဟာဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးသူမရဲ့သရုပ်ဆောင်မှုကအမြဲတမ်းသဘာဝကျပြီးစိတ်ခံစားချက်တွေကိုလက်တွေ့ဆန်ဆန်ပြသနိုင်ပါတယ်။အထူးသဖြင့်ဝမ်းနည်းမှုအချစ်မိသားစုဇာတ်လမ်းတွေမှာသူမရဲ့ acting ကအရန်ကိုထိရောက်ပြီးပရိသတ်တွေကိုစိတ်လှုပ်ရှားစေနိုင်ပါတယ်။ဒီလိုအရေးချင်းတွေကြောင့်သူမဟာမြန်မာရုပ်ရှင်အကယ်ဒမီဆုများကိုလည်းရရှိခဲ့ပါတယ်။အဲ့ဒီအတွက်အိန္ဒရာကျော်စင်ကိုမြန်မာနိုင်ငံရဲ့အကောင်းဆုံးမင်းသမီးတွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ကြပါတယ်။အိန္ဒရာကျော်စင်ဟာနာမည်ကြီးမင်းသားတဦးဖြစ်တဲ့ပလီတီအိုနဲ့အိမ်ထောင်ပြုခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာမြန်မာအမှုပညာလောကမှာလူသိများတဲ့ celebrity couple တစ်စုံဖြစ်ပြီးပရိသတ်တွေအယမ်းချစ်တဲ့မိသားစုတစ်ခုလည်းဖြစ်ပါတယ်။သူတို့မှာချစ်စရာကောင်းတဲ့သားသမီးများရှိပြီးမိသားစုဘဝကိုလည်းအယမ်းတန်ဖိုးထားကြပါတယ်။ပရိသတ်တွေကလည်းသူတို့မိသားစုကိုအမြဲအားပေးပြီးချစ်ထင်ကြပါတယ်။အိန္ဒရာကျော်စင်ကိုပရိသတ်တွေချစ်ကြရဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ပထမဆုံးကတော့သူမရဲ့သရုပ်ဆောင်ပညာပါ။ဇာတ်ရုပ်တိုင်းကိုစိတ်ဝင်စားဖွယ်ကောင်းအောင်ဖော်ပြနိုင်ပါလေ။ဒုတိယကတော့သူမရဲ့ကိုယ်ရည်ကိုယ်သွေးပါအမြဲတမ်းသဘာဝကျပြီးယဉ်ကျေးသိမ်မွေ့တဲ့အပြုအမူတွေကြောင့်လူအများရဲ့လေးစားမှုကိုရရှိထားပါတယ်တတိယအချက်ကတော့မိသားစုအပေါ်တစ္ဆာရှိပြီးတာယာတဲ့မိသားစုဘဝကိုထိန်းသိမ်းထားနိုင်တာပါဘဝမှာအောင်မြင်မှုတွေနဲ့အတူစမ်းသပ်မှုတွေအခက်အခဲတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့အိန္ဒရာကျော်စင်ဟာအဲ့ဒီအခက်အခဲတွေကိုတတ်သိရှိရှိနဲ့ရင်ဆိုင်ပြီးသူမရဲ့မိသားစုနဲ့ပရိသတ်တွေအတွက်အမြဲတမ်းခိုင်မာနေခဲ့ပါတယ်။ဒါကြောင့်လဲလူအများအတွက်အားကျစရာအမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အိန္ဒရာကျော်စင်ရဲ့ဘဝကိုကြည့်လိုက်ရင်ကြိုးစားမှုစိတ်ရှည်မှုမိသားစုအပေါ်တန်ဖိုးထားမှုတွေကိုသင်ယူနိုင်ပါတယ်။အောင်မြင်မှုရဖို့ဆိုရင်အလုပ်ကိုအမြဲကြိုးစားပြီးကိုယ့်ရဲ့အရေးချင်းကိုတိုးတက်အောင်လုပ်ဖို့လိုအပ်ပါတယ်ဆိုတာကိုလည်းပြသပေးချပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့မင်းသမီးတဦးဖြစ်တဲ့အိန္ဒရာကျော်စင်အကြောင်းကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။သူမဟာအမှုပညာလောကမှာသာမကမိသားစုဘဝနဲ့လူမှုဘဝမှာပါအားကျစရာအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အနာဂတ်မှာလည်းသူမရဲ့အမှုပညာလက်ရာတွေကိုဆက်လက်မြင်တွေ့နိုင်ဖို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကိုကြိုက်တဲ့ဆိုရင် like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ထပ်စိတ်ဝင်စားဖွယ်အမှုပညာရှင်အကြောင်းဗီဒီယိုတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။